အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခီးသွားရင်မဖြစ်မနေဆောင်သွားတဲ့ရေဘူး၃မျိုးကိုကျွန်တော်ကဒီဗီဒီယိုလေးမှာပြပြသွားမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူလိုက်ကြည့်ကြအောင်ပါကျွန်တော်ပြပြမယ့်ရေဘူးတွေကတော့တောက်ဖို့မဟုတ်ဘဲနဲ့ဆေးဖို့ဖြစ်ပါတယ်ဘာတွေဆေးမှလဲဘယ်နေရာဆေးမှလဲဒါတွေတော့မြေခွန်းထုတ်ဆရာပြလာပါပြီခီးသွားနေနဲ့တစ်ရှူကြံခဲ့တဲ့သူတွေဒါမှမဟုတ်ကျွန်တော် try နဲ့ရှာမတွေ့တဲ့သူတွေဒီလိုအခြေအနေမှာကျွန်တော်ဒီရဲ့အရာလေးအသုံးမှာဖြစ်ပါတယ်နံပါတ်1တပူကတော့ကိုလာဘူးနဲ့ရေပိုင်းနဲ့ပေါင်းထားတာပါအရင်လွယ်ကူယူရှင်းပါလေသူ့ရဲ့ပြင်အားလေးကိုကြည့်လိုက်ရအောင်ပါအဲ့ဒါဆိုမစိုးဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအိမ်သာရေပန်းဖြစ်သုံးပြလို့ရပါတယ်ကိုယ်တိုင်လည်းလုပ်ကြည့်လို့ရပါတယ်နံပါတ်2တပူကတော့ရေတန့်ဘူးပါပဲဒီရေတန့်ဘူးအဖုံးကိုအပူပေးပြီးတော့မှအပေါက်ဖောက်လိုက်ရင်ရပါတယ်သူ့ရေပြင်အားလေးလည်းမစိုးပါဘူးကိုယ်တိုင်လုပ်ကြည့်လို့ရပါတယ်အရှက်ပြတ်သွားတဲ့ဘူးတွေတခုမှမလုပ်တတ်ဘူးဆိုတော့ဒီလိုမျိုးဘူးမျိုးပဲထားပါဒီချွေတွေမြန်မာနိုင်ငံမှာရောင်းပါတယ်ရှာကြည့်လို့ရပါတယ်ဒါတော့သူ့ရဲ့ပြင်အားလေးပါကျွန်တော်စမ်းကြည့်ကြတာပါမစိုးပါဘူးအခုရုံးပိတ်ရက်မှာလည်းခီးရသွားကြမှာဆိုတော့ဒီရဲ့ဗီဒီယိုကလူကြီးမျိုးတို့အထောက်နေရာနေသုံးမိနေဆိုလို့ရှိရင်လည်းကျွန်တော်ဝမ်းသာပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်